Hello မင်္ဂလာပါအိမ်မှာကြက်သားစီချက်ခောက်ဆွဲအလွယ်လှူစားကြရအောင်အရင်ဆုံးကြက်သားမှာပါတဲ့အရေကုန်လေးတွေကိုခွာပြီးဖယ်ထားလိုက်ပါမယ်ကြက်သွန်ပြူစီတက်တဲ့နေရာမှာအနံ့မွေးနေအောင်သုံးဖို့အတွက်ပါအသားတွေကိုကြက်သားမုတ်လေးထည့်ပြီးအရသာနှက်ထားပါမယ်9မိနစ်10မိနစ်လောက်နှက်ထားပြီးပြီးရင်တော့ပြုတ်မဲ့ဦးတွေကိုကြက်သားထည့်မယ်ထောင်းထားတဲ့ကြက်သွန်ပြူနဲ့ဂျင်းကိုထည့်ပါမယ်ပြီးရင်ကြက်သားမြုပ်လောက်သည့်အထိရေထည့်ပြီးတော့ပြုတ်ပေးပါမယ်ကြက်သားပြုတ်တာရပြီဆိုရင်တော့ကြက်သားတွေကိုဆယ်ထားပြီးကြက်သားတွေအေးသွားပြီဆိုရင်တော့ပပလီထားပေးပါမယ်ကြက်သားစီချက်နဲ့တွဲစားဖို့အတွက်ဟင်းရလုပ်ပါမယ်ခုနခြံထားခဲ့တဲ့ကြက်ပြုတ်ရည်တွေကိုရေထည့်ထည့်မယ်အရသာအတွက်ကြက်သားမုန့်နဲ့တကြားထည့်မယ်ကြက်သားတွေကအယိုးတွေကိုနှွာပြီးတော့လေထည့်လိုက်ပါတယ်ပြီးရင်ကြက်သွန်မေးထည့်မယ်အရသာအနေအထားမြည်ပြီးဟင်းရည်ကစူပွက်လာပြီဆိုရင်တော့ရပါပြီပြီးရင်ကြက်သွန်မျိုးစီချက်လုပ်ဖို့အတွက်စီထည့်မယ်နွေမုတ်ထည့်မယ်စီပူလာပြီဆိုရင်တော့ခုနဖယ်ထားခဲ့တဲ့ကြက်အရေကုန်လေးတွေထည့်ကြောပါမယ်အရေကုန်ကြီးရဲပြီးရလာပြီဆိုရင်တော့ဆယ်ထားလိုက်ပါမယ်ပြီးရင်ကြက်သွန်ပြူထည့်ကြောမယ်သူ့ကိုကြော်ပေးတာလဲရဲလာပြီဆိုရင်ဆယ်ထားလိုက်ပါမယ်ပြီးရင်တော့ခုနကြော်ထားခဲ့တဲ့စီတွေကိုကြက်အရေကုန်နဲ့ကိုပြန်ထည့်လိုက်ပါတယ်အားလုံးလည်း ready ဖြစ်ပြီဆိုရင်တော့စီချက်ခောက်ဆွဲစပြင်လို့ရပါပြီစီချက်ခောက်ဆွဲပွဲကြီးတစ်ပွဲစာအရသာအတွက်ငငပြားရီကိုထမင်းစားစုံနဲ့တစုံခွဲကြက်သားမုတ်လက်ဖက်ရည်စုံနဲ့တစုံတက်ကြားလက်ဖက်ရည်စုံနဲ့တစုံပြီးရင်တော့နှံနေအောင်မှွေပေးလိုက်ပါတယ်ပြီးရင်စီချက်ကိုထမင်းစားစုံနဲ့၄စုံထည့်ပါတယ်ပြီးရင်ထပ်ပြီးတော့ပြန်မှွေပေးလိုက်ပါတယ်နှံ့နေအောင်မှွေပေးပြီးဆိုရင်တော့ကိုစားမဲ့ပကံလေးကိုထည့်လိုက်ပါတယ်ပြီးရင်ကြက်သွန်ပြူကြော်ထည့်မယ်ပပလီထားတဲ့ကြက်သားလေးတွေထည့်မယ်ကြက်သွန်မိတ်ထည့်မယ်နောက်ဆုံးမှငရုတ်ကောင်းထည့်မယ်ဒါဆိုရင်တော့အိမ်မှာအလွယ်တကူလဲလှူစားလို့ရပြီးအရသာလည်းရှိတဲ့ကြက်သားစီချက်ခောက်ဆွဲလေးရပါပြီဗီဒီယိုကိုဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်